ခင်ဗျာတင်တန်းတွေအများကြီးတက်တယ်စာအုပ်တွေအများကြီးဖတ်တယ် motivation တွေအများကြီးနားထောင်တယ်ဒါပေမဲ့ခင်ဗျာဘဝကဘာလို့အရှိကိုမရောက်တာလဲခင်ဗျာဟာတင်ယူမှုဆွဲလန်းသူလန်ဒီအဒစ်တယောက်ဖြစ်နေပြီလား personal development လောကရဲ့ legendary mentor တယောက်ဖြစ်သူဂျင်ရွန်းပြောခဲ့ဘူးတာတခုရှိပါတယ်တင်ယူခြင်းဟာခင်ဗျာကိုကြွယ်ဝစေနိုင်ပေမဲ့လက်တွေလှုပ်ဆောင်ခြင်းကမှခင်ဗျာကိုတတိဖြစ်စေမှာပါတဲ့စိတ်ပညာမှာဒါကို the knowledge action gap လို့ခေါ်ပါတယ်ဘဟုသုတတွေစုဆောင်းနေုံနဲ့တင်ငါတခုခုလုံးနေပြီဆိုတဲ့အယောင်ဆောင်အောင်မြင်မှုစိတ်ကခင်ဗျာကိုလှည့်စားထားလို့ပါအမှန်တရားကစာအုပ်ဆယ်အုပ်ဖတ်ပြီးဘာမှမလုပ်တဲ့သူထက်စာတမျက်နှာဖတ်ပြီးလက်တွေတနားရီလုပ်တဲ့သူကပိုအောင်မြင်ပါတယ်ခင်ဗျအုံနောက်က theory တွေကိုနားလည်နိုင်ပေမဲ့ခင်ဗျရဲ့ဘဝကတော့ခင်ဗျရဲ့ခြေလမ်းတွေကိုပဲအတိမတ်ပြတာပါအခုပဲဒါကိုပြင်ပါတင်ယူမှုတိုင်းအတွက်24နာရီအတွင်းလက်တွေလှုပ်ဆောင်ချက်တစ်ခုခုကိုလုပ်ပါအဲ့ဒါမှအဲ့ဒီဘဟုတုတကခင်ဗျအပိုင်ဖြစ်မှာပါဒီနေ့ခင်ဗျတီးထားတဲ့အထဲကဘာကိုလက်တွေဆက်လုံးမလဲကိုမမရေးခဲ့ပေးပါကျွန်တော်မင်းမအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ